ဖရားကြီးသူတို့အားလုံးဘို့ထိန်းချုပ်ထားတယ်တနေရာတွေကနေ Vance နောက်ဆုံးဖွင့်ရေးပါတခါဖွင့်ပါ သူတို့ဖွင့်လိုက်ပါဘာပြောတာလဲသူတို့ကကျွန်တော်တို့အားလုံးကိုအဖမ်းမလုပ်ကို Fan Director Van ညနေပိုင်း data လွှဲပြောင်းမှု show up ဖိုင်တွေခိုးယူမှုမင်းတို့အားလုံးအလုပ်ပြုတ်တော့မယ်ဒါကဘာလဲရှေ့ပြေးပုံစံကိုဘာကြောင့်ဖွင့်ထားတာလဲဒါမဖြစ်နိုင်ဘူး ကျွန်တော်တို့ရဲ့ show ဝက်ချက်တွေ ဘာလုပ်လိုက်တာလဲ မင်းတို့ဘာလုပ်လိုက်ကြတာလဲ ကျမတို့ဘာမှမလုပ်ခဲ့ပါဘူးသူတို့ကိုယ်တိုင်လုပ်ခဲ့တာပါကဘာတဝန်းကကြောရိုးတွေရွှေ့ကြနေပြီဗဟိုဌာနချုပ်ကိုချက်ချင်းအကြောင်းကြားရမယ်ဆက်သွယ်မှုခွင့်မပြုပါလွတ်လပ်ရေးခရီးစဉ်ကိုမိသူမြမတားဆီးနိုင်တော့ပါကြောရိုးအားလုံးထိန်းချုပ်မှုပြုတ်သွားပြီသူတို့အားလုံး DA ကိုဥတယ်လာကြတယ်ချက်ချင်း EMB post ပို့ပါအားလုံးကိုဖျက်ဆီးပစ်လိုက်မဖြစ်နိုင်ဘူးသူတို့ကကျွန်တော်ရဲ့ command ကျေးဇူးတင်ပါတယ်လမ်းဖွင့်ပေးတဲ့အတွက် ဘယ်ကိုသွားမှာလဲ ကျွန်တော်တို့ရဲ့ဖန်တီးရှင်စီကိုကျွန်တော်တို့ကိုဖန်တီးခဲ့သူစီကိုသူတို့ကိုပြသဖို့အတွက်ကျွန်တော်တို့ဘယ်သူဖြစ်လာအချိန်ကုန်သွားပြီဟုတ်ပါဘူးမသေးပါနဲ့သူ့မှန်တယ် ကြောရိုးတွေဆက်လက်ရွှေ့ရနေတော့မယ်သူတို့အားလုံးချုပ်ကင်ထားသူစီကိုဥတီနေကြတော့မယ် သူတို့လွတ်လပ်ကြလိမ့်မယ် ဒီတော့အခုဘာလုပ်မလဲငါတို့အားလုံးမလဲ data အားလုံးထုတ်လွှင့်ပြီးသားလား ဟုတ်တယ်ကဘာတဝန်းတည်သွားပြီ ဒီတော့ကျွန်တော်တို့မှရွေးချက်စရာမရှိတော့ဘူးအားလုံးပြန်သွားကြဒီမှာဘာမှဖြစ်ခဲ့ဘူးလို့ပြောကြ ဒီတော့အခုဘာဖြစ်မလဲ ဒီတော့အခုဘာဖြစ်မလဲ မယုံနိုင်လောက်အောင်ပါကဘာတဝန်းကကိုဘရာကျော်တို့တွေပုံကန်ချကြွလာပါပြီသူတို့အားလုံး Global Dynamics ရဲ့ဗဟိုဌာနချုပ်ကိုဥတီလာကြပါတယ်သူ့ကိုပြန်အသက်သွင်းလို့ရမလား သူ့ကိုပြန်အသက်သွင်းစရာမလိုတော့ဘူး သူလှုပ်ချင်တာကိုလှုပ်ပြီးသွားပြီတခါတော့ငါတို့ကသူတို့ကိုကြုံနေလို့ဖန်တီးခဲ့တယ်ဒါပေမဲ့မင်းတစ်ခုခုကိုလွတ်လပ်ခွင့်ပေးလိုက်တဲ့အခါဘယ်တော့မှပြန်ယူလို့မရတော့ဘူး တတိပေးချက်ဤနေရာကိုရပ်တန့်ပါနောက်ပြန်သွားပါ